Hello ဒီနေ့တော့အုံခေါ်ဆက်လုပ်ဖို့အတွက်ခေါ်ဆွဲလေးဝယ်လာပါတယ်ရှင်ပြီးတော့ကျက်တော်ဖြူနဲ့ဂျင်းလေးကိုလည်းတစ်ခါလေးဆင်းသက်လုပ်ထားပါတယ်ဒါကျက်တော်မျိုးခွန်ခွာပြီးသားပါပြီကျုပ်နဲ့ပဲနဲ့ကိုလည်းတစ်ခါလေးပြုတ်ပါမယ်ပြီးတော့ခုနထောင်းကျက်တော်ဖြူနဲ့ဂျင်းလေးကိုတစ်ခါလေးစုံနဲ့ထည့်ပြီးထုံထားပါတယ်ပြီးတော့ကျက်တော်နီလေးကိုလည်းတစ်ခါလေးဆင်းသက်ထုံထားပါတယ်ကျမရဲ့ထမင်းချက်ရင်ကြုံလို့ရတဲ့ပြဿနာတော့ကျက်တော်မှန်လာပါကျက်တော်ဆိုရင်ကျမလည်းလုံးဝမတက်ပါဘူးကျက်တော်လှီးပြီးဆိုတာနဲ့ကျက်တော်လုံးမှန်ပါတယ်ဘလောက်ပဲလို့ငင်းတိုင်းမှန်ပါတယ်နေတိုင်းချိန်နေတိုင်းအဲ့လိုဖြစ်ပါတယ်ကျက်တော်နေနဲ့ကျမနဲ့လာရန်သူပါပြုတ်ထားတဲ့ပဲလေးနေတဲ့ဆူလာပြီးဆိုတော့အုံနှုတ်ခါဆက်ကိုစချက်ပါမယ်ပြီးတော့ပြုတ်ထားတဲ့ပဲလေးကိုလည်းထောင်းထားလိုက်ပါမယ်ကျက်ဥလေးတွေလည်းခုန်ခွာပြီးတော့ခိုင်းလှိထားလိုက်ပါမယ်ဒါတော့အားလုံးစင်သဖြစ်ပြီဆိုတော့အုံနှုတ်ခါချက်ပါမယ်စီဆူလာပြီးဆိုရင်စနေလေးထည့်ပြီးတော့ခုနထောင်းထားတဲ့ကျက်တော်နဲ့ဂျင်းလေးစုကိုအရင်စုတက်လိုက်ပါမယ်ရှင်ဒီထောင်းရတဲ့ဟာလေးကိုအရင်မှအောင်အရင်စီတက်လိုက်ပါမယ်။ရောင်လေးတက်လာအောင်လေးအရင်စီတက်လိုက်ပါမယ်။ရောင်လေးနဲ့မှွေးလာပြီးအနေလေးတွေရအောင်ဆိုတော့ဒီချက်မို့ထည့်လိုက်ပါမယ်။ပြီးတော့တစ်ခါထည့်လိုက်နေပါမယ်ရှင်။အဲဒီစီတက်ထားတဲ့ဟာလေးကိုမမြင်ရတဲ့ခါလေးပဲကိုပြုတ်ထားတဲ့ပဲကိုတစ်ခါလေးထည့်ပြီးအရင်စီတက်လိုက်ပါမယ်ရှင်။ဒီနေ့ကတော့အုံနှုတ်ခေါက်ဆရာကတော့ချက်သားနဲ့မချက်ပါဘူးချက်ဥတမျိုးပဲချက်ပါမယ်။ဘာလို့လဲဆိုတော့မမေရဲ့မေကျတော့ချက်သားနဲ့မစားချင်ဘူးချက်ဥနဲ့ပဲစားချင်လို့ဆိုတော့ချက်ဥနဲ့ပဲချက်ပါမယ်ရှင်။ပဲလေးကိုလည်းတစ်ခါလေးမှွေတော့အောင်ရင်းစီတက်လိုက်ပါမယ်။ပဲလေးတွေလည်းနေတော့ရိုက်ပြီဆိုတော့လည်းအုံနှုတ်လေးကိုပါထည့်ပြီးတော့တစ်ခါလေးထည့်ချက်ပါမယ်ရှင်။အုံနှုတ်လေးကကိုယ့်ကိုယ်လုပ်ထားတဲ့အုံနှုတ်ဆိုတော့တော်တော်လေးကိုအီစိတ်နေပါတယ်ပြီးတော့အုံနှုတ်လေးထည့်ပြီးတော့တစ်ခါထည့်ပြီးတော့မှွေလိုက်ပါမယ်ပြီးတော့အုံနှုတ်လေးကိုပါတစ်ခါလေးစူအောင်ရင်တည်ထားလိုက်ပါမယ်အဲ့ထဲကိုရေတော့မထည့်သေးဘူးเนาะအုံနှုတ်ထဲမှာပါတဲ့ရေလေးနည်းနည်းလေးပဲရှိပါသေးတယ်အုံနှုတ်လေးရင်စူအောင်ထည့်လိုက်ပါမယ်အုံနှုတ်လေးစူလာပြီးဆိုတော့လည်းရေလေးကိုပါထည့်ပြီးတော့ထည့်ချလိုက်ပါမယ်အဲ့ထဲကိုခုနကလှီထားတဲ့ကျက်ပေါင်နေလေးနဲ့ကျက်ဥလေးနဲ့ကိုပါတစ်ခါလေးရွတ်ထည့်လိုက်ပါမယ်ဒါကခုနခွာထားတဲ့ကျက်ဥပါပြီးတော့ခုနလုပ်ထားတဲ့ကျက်သွန်လေးကိုပါတစ်ခါလေးထည့်ပြီးတော့ချလိုက်ပါမယ်ရှင်။ရေကတော့ကိုလိုတလောက်ပဲထည့်ပေါ့နော်။ကိုကနည်းနည်းလေးစားမယ်ဆိုနည်းနည်းလေးပဲချဲမြင်းများစားခြင်းမြင်းများချက်ပြီးတော့အုံနှုတ်ခါဆယ်နဲ့အယောင်လေးနဲ့လှလာပြီဆိုတော့အဲ့ထဲကိုမမေတစ်ခါလေးရက်တော့တစ်ခါကိုထည့်ပါမယ်ရှင်။ဒီရတဲ့ကိုစားထည့်မယ်ဟင်းစုံမိုးလေးထည့်မယ်စတောင်းမုတ်လေးထည့်မယ်တကြားလေးနည်းနည်းအချိုတက်လေးပါအောင်ဆိုပြီးတော့တကြားလေးလည်းနည်းနည်းထည့်ပြီးတော့ချက်လိုက်ပါမယ်ရှင်အဲ့ဟိုတခါစူအောင်ထိတည်ထားလိုက်ပါမယ်ချက်သွန်လေးကိုလည်းပျော်ထိရင်တည်ထားလိုက်ပါမယ်ရှင်ဒီဘက်ဟင်းအိုးလေးတည်ထားတော့ဒီဘက်မှာရှင်းနေလေးစီခုပါမယ်ဒါတော့မိနစ်ချန်နယ်မှာရှိနေရှင်းနေလေးတွေပါမိုးရရွာထားဆိုတော့ရှင်းနေတော့ရေမလောင်းစားလို့ပါဘူးစေးစုံနေတာလေရှင်ဒါကတော့မိနစ်ချန်နယ်မှာရှိနေပူစီနယ်မှန်လေးတွေပါကျမတို့ channel မှာတော့တောင်းဝယ်စားကြမလို့ပူစင်နေဆိုလည်းရှိရဲဆန်းနေဆိုလည်းရှိတယ်ချီမရွဲဆိုလည်းလိုတလို့ရှိပါတယ်ဒါတော့ဟင်းဦးတင်နေတော့ဒီဘက်မှာစင်ခုထားလိုက်ပါမယ်အုံနှုတ်ခေါက်ဆန်တဲ့တစ်ခါလေးတွတ်ဆောက်ဖို့ပါဒီဘက်ကျအုံနှုတ်ခေါက်ဆန်လေးလည်းဆူလာပြီဆိုတော့စင်တဖြစ်ပါပြီချက်တော်နေလေး